ဒီနေ့တင်ဆက်ပေးရှင်တဲ့စကားလေးကတော့ကောင်မလေးနဲ့တူတညာလုံး TV မနေ့ကမှဆဲရုံမှသိလိုက်ရပေမဲ့ဆွေးလန်းတော့ခဲ့ရတဲ့ငနေ့တယောက်ကြောက်ပဲဖြစ်ပါတယ်။ဇလန်လေးအစားမှာတော့ရှမ်းသာကျွေရတဲ့မိသားစုတစ်ခုမှာတားဖြစ်သူအိုင်ရဲ့အတွက်မိမကောက်တယောက်နဲ့အိမ်ထောက်ရှာပေးဖို့ကကြီးကြီးမားမားလိုအပ်ချက်တစ်ခုဖြစ်နေလို့မိသားစုတွေရှင်းရှင်းတိုင်ပင်ပြီးအကြံတစ်ခုထုတ်လိုက်ပါတယ်။အာရဲနိုးလာတဲ့အချိန်မှာတော့ဘာမှညာမှမသိရပဲစာရီရှုံထားတဲ့မျိုးသမီးတယောက်ကအခန်းထဲမှာရောက်နေလို့လှမ်းချိလိုက်တဲ့အခါလူတစ်ပိုက်ဆက်တစ်ပိုက်ဖြစ်နေတော့အဲ့ရကလည်းနှုတ်တော့ခဲ့ပါတယ်။စမဲဆဲရောက်ကုမ္ပဏီရဲ့အင်ဂျင်နီယာတယောက်ဖြစ်တဲ့အာယန်ကတော့အလောက်ကိုက်ကောက်တဲ့မိသားစုအတိုင်းဝိုက်ကြောင့်လိုရှင်တဲ့မိမတွေကအနားမှာကဲနေကြပေမဲ့သူနဲ့အကြိုက်ရှင်းတူမဲ့မိမမျိုးကိုပဲခြာနေခဲ့ပါတယ်။ဒီနေ့မှာတော့သူတို့ထွင်ထားတဲ့ဆဲရောက်တွေကရွှဲရွှဲတဲ့အရင်များနေသေးလို့အတော်ဖြစ်သူဦးမီလာရဲ့နေပညာမြင့်စက်သက်ချက်တွေကိုလေ့လာဖို့ US မှာရှိတဲ့ဆဲရောက်ကုမ္ပဏီကိုရောက်လာခဲ့ပါတယ်။အာယန်အတွက်မြင့်မြတ်သမျှကအရင်တည်းစံတိုက်နေခဲ့ပြီးသူကိုယ်တိုင်ကလည်းအတော်ရဲ့ရှယ်ယာကိုနင်းဖို့စူးစမ်းနေလို့ကုမ္ပဏီထက်ရှိသမျှဆဲရောက်တွေအားလုံးကိုလေ့လာခွင့်ရလို့ပျော်ရွှင်နေခဲ့ရပါတယ်။ဒေါ်လေးဖြစ်သူဦးမီလာကတော့အလုပ်ကိစ္စနဲ့ခရီးထွက်ကြရှိလို့အာယန်ကိုကူညီပေးဖို့အတွက်သူ့ရဲ့မန်နေဂျာစီပရာကိုမှာထားပြီးပြန်ရောက်တဲ့အချိန်ကျမှအလုပ်ကိစ္စဆက်ပြောဖို့မှာထားခဲ့ပါတယ်။အာယန်အိမ်ကိုရောက်လာတဲ့အချိန်မှာတော့စီပရာကထွက်ကြပြီးဟိန္ဒူလိုတွေပြောနေလို့မေ့ချစ်လိုက်တဲ့အခါမှာဘာသာစကားအလုံးပြောနေတယ်ဆိုပြီးသူ့ရဲ့အရေးရှင်ကိုပြောပြလိုက်ပါတယ်။အိမ်ကိုပက်ကျတဲ့အခါအသုံးအဆောင်တွေအယောက်တွေကအစားအာယန်အကြိုက်တွေရှိဖြစ်နေတော့သူ့တော်စင်ကြီးခိုင်းထားတဲ့ထင်နေပေမဲ့စီပရာရဲ့စိတ်ကူးတဲ့စင်ကြီးထားတာကိုအံ့အားသွားခဲ့ရပါတယ်။ပထမဆုံးတွေ့ဖို့တဲ့မိမလာတယောက်ကအာရဲ့အတွက်တော့သူမျောလဲထားတဲ့ပုံစံခွက်ထင်းမှာအလုံးဝင်နေလို့နောက်ထပ်စံသက်ရှိတွေအမျိုးမျိုးလှုပ်ကြည့်လိုက်ပါတယ်။စီဖရာကအစားအသောက်မျိုးစုံရှင်းနေတဲ့အပြင်အာရဲ့မှာနေတဲ့အရာကိုတော့တာတာရရမှာပြသွားပြီးတိုးတိုးလေးပြောလိုက်တဲ့အသံကိုတော့ကြားနေလို့မယုံနိုင်စရာဖြစ်သွားခဲ့ရပါတယ်။နောက်ထပ်စံသက်ရှိအနေနဲ့စိုက်ကီပေါ်တင်ပြီးအသကုံမောလိုက်တဲ့ခါမှာလေကြောက်တဲ့စိတ်လက္ခဏာတော့မပြတဲ့အပြင်စမင်ကြီးတော့မပြစ်လို့ထက်ပြီးအံ့အားသွားခဲ့ရပါတယ်။စီဖရာရဲ့အားနေချက်ကဘန်းစကားတွေကိုနားမလည်မဲ့သိလိုက်ရမှာတခုချင်းစီလိုက်တင်ပြီးရင် secret တောက်ခိုက်ကြည့်တော့လေချောင်းမဆိုးတဲ့မဲ့ထက်သိလိုက်ရပါတယ်။နောက်ဆုံးမှာတော့စီပရာရဲ့အရှောလားတွေနဲ့သူ့ရဲ့အရွှေရွှဲနေကြောင်းနှစ်ယောက်သားမြင်မြန်ဆင်ဆင်ပေးကြိုက်တော်ပြီးအသကုံတီးလိုက်ကြပါတော့တယ်။တီးပြီးလို့ရေပြန်လျှို့ကြတော့စီပရာရဲ့ပထမဆုံးအတွေ့အကြုံပဲတီးလိုက်ရတဲ့အခါအာရန်ကတော့တောင်းရကြိုက်တော်ပြီးအကုံတော်မေဆိုတာတော့အခန့်ပြက်ခွင့်မပေးပြီးနောက်ထပ်တစ်ခေါက်ထက်တီးပေးလိုက်ပါသေးတယ်။မနေ့ကျတော့မှစီပရာကိုမနှုတ်ပေးကိုတဲ့ရှစ်ပြောက်ပေးနေရင်ပြောမျိုးနေတဲ့အချိန်မှာအိုမီလာကမထင်မဲ့ပဲရုတ်တရက်ရောက်လာလို့ဒုက္ခတွေရောက်ပြီးမလုံမလေးနဲ့လိုက်ပုံနေခဲ့ရပါတယ်။စီပရာကိုမတွေ့လို့အသေးအတန်လိုက်ရှာနေတော့အာရန်လေးလိုက်ကပေးနေတဲ့ကြားကအခန်းထဲမှာကိုတုံးလုံးကြီးနဲ့မြင်တော့လို့လူပြိုပြင်းတာပါဆန်းလေးဆိုပြီးပြန်ရှိပါလိုက်ပါတယ်။စီပရာကိုတေချာကြည့်လိုက်မှမျက်လုံးပြူပြီးပါဇက်ဟကအလုံးဝနှုံးမရတော့လို့အိုမီလာကိုအကူကြီးတောက်ကြည့်လိုက်တော့အာသင်ကျိုးလေးယူလာပြီးလက်မှတ်ရှိပ်ပေးလိုက်လို့နဖူးကမိန်တွေလင်းလာခဲ့ပါတယ်။အာရန်လေးကိုတီးတဲ့ဆော်ကလူမဲ့ဆက်မဲ့တော့မသိပဲတညလုံးကောက်ကောက်တီးနေတာကဲကောက်လို့ဆဲယောက်ကအကုံပြီးညှက်မသွားတာကိုပဲကြည့်စုတင်ရမှာဖြစ်ပါတယ်။အိုမီလာကတော့သူ့ရဲ့ဆက်သက်ရှိတဲ့အောင်မြင်သွားပေမဲ့အာရန်အတွက်တော့ဆဲယောက်မဲ့တိမနှလုံးသားတွေပါကုန်လို့ဒုက္ခတွေရောက်ပြီးသူ့အတွက်ကိုပဲအပြစ်တွေလွှတ်တင်နေလိုက်ပါတယ်။ဆဲယောက်မရဲ့ဘဲအိုးကိုရွှေနိုင်တဲ့ပထမဆုံးလူသားအဖြစ်ကြံဖန်ကုန်ယူခိုင်းနေလို့အာရန်လေးရွေးပြီးငါကဆဲယုံနဲ့တီးခိတဲ့ကောင်ကွာလို့ထောက်အောင်ရဲ့သူ့ရဲ့ခံစားရှိတဲ့ကိုပါထည့်ပြောပြလိုက်ပါတယ်။စီပရာအပြန်ပြေးလာတဲ့အချိန်မှာတော့အနာကိုအကက်မခံပြီးခက်ကွာကွာလုံးနေလို့အိုမီလာလည်းသူ့ဆဲယုံရဲ့တရုတ်မှန်တွေအားလုံးကိုရှင်းပြပြီးအစားအသောက်တွေကိုဘိုက်ထိကထောက်ပြခိုင်းလိုက်ပါတယ်။မရွှေမလန့်ဖြစ်နေတဲ့စီပရာကိုမေ့ကြည့်လိုက်မှအာရန်ကျောက်ဆိုတာသိလိုက်ရလို့ထိပေးထားတဲ့ program တွေကလူတစ်ယောက်ရဲ့မျက်နှာနဲ့အသံကိုအသေးစိတ်ကစပြီးလိုက်ခံစားတဲ့မဲ့သိလိုက်ရပါတယ်။ဆဲယုံမဲ့သိနေတာတော့အာရန်ရဲ့ခံစားချက်တွေကပြောလို့မသွားပဲသူ့ကောင်မလေးဖြစ်နေအင်ကိုရမိတ်ဆက်ပေးဖို့တွေးမိနေလို့ပြန်တာပေးကောင်းလိမ့်မယ်ဆိုပြီးထွက်လာခဲ့လိုက်ရပါတယ်။မွန်ဘိုက်ကိုပြန်ရောက်တော့တငယ်ချင်းဖြစ်သူမွန်တီကိုစီဖရာရဲ့အကြောင်းတွေရှင်းပြနေပေမဲ့ဆဲယုံမဆိုတာကိုလုံးဝမယုံကြည်ပဲတန်တရားဖြစ်နေခဲ့ပါတယ်။ကြံရမရတဲ့အဆုံးမှာအိမ်ကပေးစားတဲ့လူကိုပဲယူဖို့ဆုံးဖြတ်လိုက်ပေမဲ့မင်္ဂလာဆောက်ခါနေအချိန်ကြာမှဆဲယုံမကိုတတိယလို့ထွက်ပြေးလာပြီးစီဖရာကိုအိန္ဒိယနဲ့သဟဇရဖြစ်အောင်ဆန်သက်ဖို့အကြံရသွားခဲ့ပါတယ်။အိုမီလာကလည်းလက်ခံသွားလို့စီဖရာကိုပါစစ်ထုတ်ပြီးပို့ပေးလိုက်မှနှစ်ယောက်သားအလွမ်းသေးကြရင်ဖုန်းတွေကွန်ပျူတာတွေထက်ကအချက်လက်တွေကိုပါထိပေးထားလိုက်ပါတယ်။အာရန်လည်းအရန်တွေပျော်ရွှင်ပြီးသူ့အမေနဲ့မိတ်ဆက်ပေးလိုက်တဲ့အချိန်နားမြင်တွေသွားခွာနေလို့အဖွားကြီးလေးကြောက်သွားတော့မှလူကြီးတယောက်လိုဆက်ဆံဖို့ပြောလိုက်ရပါတယ်။မယုံကျင်နိုင်လောက်ဖြစ်နေတဲ့မွန်တီကိုတော့သူပြောသမျှအစံအတိုင်းပြန်ပြောခိုင်းပြီးမိတ်ဆက်နေတဲ့လက်ကိုညှက်ခိုက်လိုက်မှမိမတယောက်မဟုတ်မဲ့သိတော့ခဲ့ရပါတယ်။နောက်နေ့မှာတော့စီဖရာကိုပါစစ်ဖို့နဲ့ထစ်တည်သွားပြီးဒေလီရောက်တော့မှဆာရီတွေပါတွေရှုံပေးလိုက်လို့မိသားစုတွေအကုန်လုံးလေးပါဇက်အဟုတ်သွားဖြစ်သွားခဲ့ရပါတယ်။မိသားစုเจ้าတွေဝိုက်ဆက်ဆုနေကြလို့မိဖမိမဆိုပြီးတခါတည်းကြိုပိတ်ထားလိုက်မှနောက်ထပ်သိချင်တာတွေထပ်မေးကြရင်အိုမီလာကိုပါလှမ်းကြောနေလို့အာရန်လေးကြားထက်ကဝင်ထိန်ထားလိုက်ရပါတယ်။ သူ
သူ့ရဲ့စိတ်ထဲမှာတော့တကယ်ပဲလက်ထပ်ရတော့မဲ့ချစ်သူတယောက်လိုခံစားနေရပြီးတမိသားစုလုံးစားမဲ့အစားအသောက်တွေကိုလေခဏလေးအတွင်းမှာစီပရာတယောက်တည်းချစ်ပြောပြလိုက်ပါတယ်။ဈေးဆက်ပွဲပါတခါတည်းကျင်းပပေးလိုက်လို့လာသမျှဧည့်သည်တွေလေစီပရာရဲ့အလှမှမျောနေကြပြီးအာယန်ကလည်းမတရားတွေပြောနေတော့ကားလိုက်ခုန်လိုက်နဲ့သူ့အနားမှာရှိနေတာဆေးရုပ်တရုပ်ဆိုတာကိုပါမေ့နေခဲ့ပါတယ်။တနေ့ကုန်ကားထားရတဲ့စီပရာလေးပွေ့ပြပြရှင်အောက်ကုန်သွားလို့ဆရာဝန်လာစမ်းကြည့်တဲ့အချိန်မှာအသက်မရှိတော့ဘူးထင်နေပေမဲ့အာယန်ကအေးဆေးပဲအခန်းထဲမှာအပြင်းသွင်းပစ်ထားလိုက်ပါတယ်။စိတ်ပူပြီးလိုက်မေးကြတဲ့လူတွေကိုတော့အတော်တန်ပြင်းမှာတွေးခွင့်ပေးလိုက်လို့စမ်းသပ်ခဲ့တဲ့ဆရာဝန်ကိုပဲဝိုက်အပြစ်တင်ကြရင်ပွေးထဲမှာပဲပျော်ပျော်ပါပြန်ဆင်းနေခွကြပါတယ်။အာယန်လည်းမုံမုံနဲ့ပြန်လာပြီးစီပရာကိုဝင်တီးဖို့ကြံထားပေမဲ့အမြင်သွင်းလို့ရမယ့်စနစ်အသစ်တစ်ခုကိုတွေးထားလို့သူ့ရဲ့ခွင့်ပြုချက်နဲ့ဒေါ်လောက်လောက်ခိုက်ထားရင်အိပ်ပျော်သွားခဲ့ပါတယ်။ပြန်နိုးလာတဲ့အချိန်မှာတော့ဘာရှင်အသစ်နဲ့စီပရာကအာယန်နဲ့ပတ်သက်တာတွေဘာတစ်ခုမှမရှိတော့လို့အိုမီလာကိုဖုန်းဆက်ကြည့်လိုက်မှပက်ကက်ထုတ်ထားတဲ့ဖိုင်ကိုပို့ပေးလိုက်တော့ပြန်အဆင်ပြေသွားခဲ့ပါတယ်။စီပရာကိုတယောက်တည်းထားခဲ့ပြီးရေသွားရှုံးနေတဲ့အချိန်မှာအာယန်ရဲ့ညီဝမ်းခွေကအောက်သွင်းနေတာကိုမြင်သွားလို့မေ့ကြည့်လိုက်မှဇဲရုပ်ဆိုတာပြောပြလိုက်တော့အထင်းဝင်ပြီးဆက်သက်ကြည့်လိုက်ပါတယ်။ဇဲရုပ်တစ်ခါမှမမြင်ဘူးတဲ့ငါကြောက်ကလေဟိုကိုက်ချစ်ဒီကိုက်ချစ်လို့ရင်နှမ်းဖို့ပြင်နေတော့မှအာယန်ရောက်လာလို့ဘေးတပြင်းညာတပြင်းဆုံးမလိုက်ပြီးဘယ်သူမှပြန်မပြောဖို့ရှင်းချောက်ထားလိုက်ပါတယ်။မင်္ဂလာဆောင်ဖို့အတွက်ပြင်ဆင်နေကြတော့မှအိုမီလာလေးအရှိမင်းလှက်တကြည့်ပေမဲ့ဘလို့မှတားလို့မရတော့ပဲအဖိုးဖြစ်တဲ့သူကလေအရက်တွေလှိမ့်တောက်ပြီးဆင်းုံရောက်သွားခဲ့ပါတယ်။စီဖရာကိုအနှိမ့်ဆက်ဆိုးဆင်းုံချခိုက်လိုက်တော့တိတ်ဆက်ဆင်းုံပို့ပေးလိုက်လို့အာယန်ကိုယ်တိုင်ပဲမုန်းလိုက်ရင်လူဆင်းုံရောက်မှတတိပိရှက်တွေပဲတောက်လျှောက်ပြောနေတော့ခဏရက်ထားလိုက်ရပါတယ်။အဖိုးဆင်းုံကပြန်ဆင်းလာလို့မွယ်တီလေးစီဖရာကိုအသိပေးလိုက်ပေမဲ့ဂရုတော်မဆိုင်ပဲကောက်ပဲဆက်ပြီးနေလို့ခန်းစားချက်မရှိတဲ့ဆဲရုံမကိုယူမလာလို့အာယန်ကိုထက်တတိပေးလိုက်ပါတယ်။အာယန်ကတော့ဂရုမဆိုင်ပဲလက်ထပ်ပွဲလုပ်ဖို့ပြင်ဆင်နေတော့မှဦးမီလာရောက်လာပြီးပြန်ခွာသွားဖို့ထက်ကြိုးစားပေမဲ့စီဖရာပေါ်မှာထားတဲ့သူတို့နှစ်ဦးရဲ့ခန်းစားချက်တွေကိုမြင်ပြီးတနာသွားခဲ့ပါတယ်။စီဖရာကလည်းအောက်သွားရင်ရှော့ဖြစ်သွားလို့အမုံရတဲ့ချက်ချင်းပြောက်သွားပြီးလမ်းမှာတွေ့တဲ့ခလေးမလေးကိုသူတို့ကမ်ပဏီရဲ့ customer စီဖုန်းခွာခိုင်းနေလို့အရင်ဆုံးအာယန်ကိုအတိသွားပေးလိုက်ပါတယ်။အာယန်တို့လည်းချက်ပြန်လိုက်ရှာပေမဲ့ GPS တွေလည်းအလုံးမလို့တော့လို့ဒုက္ခရောက်နေကြတဲ့အချိန်မှာစီဖရာကတော့ခင်းချီတီခိုးစားတဲ့အမှုနဲ့ရေးစခန်းမှာတိုက်ချက်သွားဖွင့်နေခဲ့ပါတယ်။တတော်သမီးဝဲစုံနဲ့စီဖရာရဲ့ရုပ်ရည်ကိုကြည့်ပြီးရေးတွေကပါကြောက်တော်တွေဖြစ်ကုန်လို့ပြုံးစီစီနဲ့အမှုလက်ခံလိုက်တဲ့အချိန်မှာအာယန်ရဲ့ဖုန်းနဲ့ပဲပေးခဲ့တော့လှမ်းတတိပေးလိုက်ကြပါတယ်။အာယန်တို့သွားရှာတဲ့အချိန်မှာစီဖရာကမင်္ဂလာပွဲထဲပြန်ရောက်လာပြီးအမျိုးသမီးတစ်ယောက်ကိုပါးတွေနားတွေရိုက်နေလို့ဦးမီလာလည်းပါဝါပိုက်ဖို့အမိလိုက်သွားခဲ့ပေမဲ့နားမထောင်ပဲထွက်သွားခဲ့ပါတယ်။အာယန်မှာရောက်လာပြီးစက်ပိုက်ဖို့ထက်စူးစမ်းကြည့်ပေမဲ့ရေခဲပူနဲ့အထုခံလိုက်ရလို့လဲသွားတဲ့အချိန်မှာသူ့ရင်ဝဲခွဲကိုအပွားထက်ကနေပြစ်ချလိုက်တော့အားလုံးလည်းထိုင်လန့်သွားခဲ့ကြပါတယ်။နောက်ထပ်မင်္ဂလာပွဲတစ်ခုလုံးကိုပါမိတ်လိုက်ရှိုးနေတာမို့တယောက်မှဝင်မတားရေးပြီးရဲကျစ်နေကြလို့အာရက်ကိုယ်တိုင်ပဲဒါနဲ့ရိုက်ချပစ်လိုက်တော့မှမျက်ရည်တွေကျပြီးပါဝါပိတ်သွားခဲ့ပါတယ်။6လလောက်ကြာပြီးတဲ့အချိန်မှာတော့အိုမီလာရဲ့ဆေးရောက်အသစ်မစ်ဆက်ပွဲမှာစီဘရာကိုခန်းစားရှက်တွေပါတယ်ဘာရှက်တစ်တမျိုးနဲ့ထက်ထွက်လာလို့အာရက်အပေါ်ကိုတဝင်းတိုးတဲ့အကြည့်တွေနဲ့ကြည့်နေရင်ဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်။ဒီဆက်ကလေးရဲ့ပေးရှန်တဲ့မက်ဆေ့ကတော့စီဘရာတို့ဆေးရောက်မမျိုးသာအပြင်မှာထုတ်လို့နေခဲ့ရင်ပူရီသားကြော်ကြီးတွေတွေ့တော့သတင်းကောင်းလို့ပဲပြောချင်ပါတယ်။